Hello အခုပြပေးမှာကတော့စစ်ပြောက်တနည်းစစ်ပြောက်တမှာစစ်ပြောက်တဲ့အခါမှာအသုံးပြုမှာကတော့တချမ်းဆောင်ပီလေးနဲ့အဖြူစစ်ခေါင်းလေးနှစ်ခုရှိစစ်ပီလေးနှစ်ခုရှိရပါတော့ဒီထဲမှာတော့အဖြူမသုံးပါဘူးတချမ်းပီလေးကိုပဲသုံးပြပါမှာပါဒါကတော့ရိုးရိုးပီလေးပဲတက်ထားပါသေးတယ်ပထမဦးဆုံးလုပ်ရမှာကစစ်တက်မဲ့နေရာမလေးမှာစစ်စာ 3cm လေးကိုအယုံဆုံးချုပ်ပါမယ်နော်အဲ့ဟာလေးကိုချီကျဲလေးနဲ့ချုပ်ထားပါတယ်ဘေးလေးကိုထားဆက်လိုက်ထားမယ်စစ်စာ 3cm လေးကိုချုပ်ထားမယ်ဒါလေးကတော့ကွတ်စာကိုကြတော့စစ်စာ 3cm အပါအဝင်ကွတ်စာလေးညှက်ထားပါတယ်ဒါဆက်လိုက်ထားပါတယ်ဘာလို့လဲဆိုတော့စစ်ကိုငုံပြီးတော့ကွတ်စာနဲ့ငုံပြီးတော့တက်ပြသွားမှဖြစ်လို့ပါစစ်ကိုမတက်ခင်မှာအရင်ဦးဆုံးစစ်ကောင်းမကောင်းချက်ကင်လိုက်ပေးပါဒီမှာတော့ကောင်းဝင်စစ်အရှိလေးနဲ့တက်ပြသွားပါမယ်။ beginner လေးတွေကကိုလက်မစစ်လေးနဲ့အရင်ဆုံးဆန်းပြီးတော့တက်ကြည့်စီစဉ်ပါတယ်။ဇစ်ရဲ့ထိတ်လေးကိုအခုလိုပြထားတဲ့အတိုင်းလေးအရင်ဆုံးကင်လိုက်ပါ။ဇစ်လိမ့်မလိမ့်ကိုအရင်ဆုံးတစ်ချက်ဆန်းစစ်ပေးပါ။ဇစ်ကိုမလိမ့်အောင်ဖြောင်းတန်းစွာကင်ထားရဲဆိုတာကိုအရင်ဆုံးဆန်းစစ်ပါ။ပြီးသွားရင်တော့ဇစ်ထိတ်လေးကိုအခုလိုမျိုးကင်လိုက်မယ်။ကင်ပြီးသွားရင်တော့ပိတ်စာရဲ့ထိတ်ကလေးနဲ့လာပြီးတော့တင်ကြည့်မယ်။တင်ကြည့်တဲ့အခါမှာဇစ်ကော်စီလေးရဲ့အပေါ်မှာအများကြီးပို့နေရပေါ့နော်2cmလောက်ပို့နေရဒါပေမဲ့အဲ့ဒီမှာကပုစာချုံမှုက 1cm လေးပဲခြံခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကော်စီလေးအပေါ်မှာ 1cm လေးပဲခြံပြီးတော့တင်ပေးပါတင်တဲ့အခါမှာနောက်ကပိတ်စာတွေကိုဖယ်ထုတ်လိုက်ပါနော်ခုလိုလေးလန်လိုက်ပါ3ဒီလိုမျိုးမတက်ရဘူးနောက်ကပိတ်လေးကိုဖယ်ပြီးတော့ 3cm လေးကိုဒီလိုလေးကင်ပြီးတော့တင်မယ်အပေါ်တိုးမယ်ကော်စီလေးရဲ့အပေါ်မှာပိတ်စာ 1cm လေးပဲရှိရမယ်ပင်အပ်ထိုးမယ်ချုပ်စာနာကိုကပ်ပြီးတော့ပင်အပ်ထိုးမယ်ပင်အပ်လေးကိုကပ်ပြီးတော့ထိုးသွားမယ်ချုပ်စာနာကိုကပ်ပြီးတော့ပင်အပ်လေးထိုးသွားမယ်ပင်အပ်ထိုးမယ်ပင်အပ်ထိုးတဲ့အခါမှာနောက်ကအသားတွေထပ်မသွားအောင်တေချာဂယူးစိုက်ပြီးတော့ထိုးပေးရမယ်နော်ချုပ်ရိုးနားလေးကိုကပ်ပြီးတော့ပင်အပ်လေးထိုးသွားမယ်စုံးတဲ့ထိထိုးပေးရမယ်နော်ဒီ step လေးတွေကိုတစ်ဆင့်ချင်းတေချာလိုက်လုပ်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာလှပတဲ့ result ကိုရနိုင်ပါတယ်စစ်တက်နည်းတွေကအမျိုးမျိုးရှိရပေါ့နော်အမျိုးမျိုးသင်ပေးကြတယ်ဒါပေမဲ့ beginner လေးတွေအတွက်ဒီနည်းလေးကတခါတည်းနဲ့ result ကောင်းကောင်းကိုရစေမယ်လို့မျှော်လင့်ပါတယ်စတက်တဲ့အချိန်မှာတော့ step by step တေချာလေးလိုက်လုပ်ပေးပါခုနောက်တစ်ဖက်ကိုတက်တဲ့အချိန်မှာကော်စီလေးကိုဟိုဘက်ဒီဘက်ညီအောင်တေချာလေးထားပေးပါနော်ထားပြီးတော့ပင်အပ်ထိုးမယ်နော်ကော်စီလေးကိုညီအောင်ထားမယ်အဲ့တိုင်းပဲချုပ်ချောင်းပေးနာလေးကိုကပ်ပြီးတော့ပင်အပ်လေးတွေစုံတဲ့အထိထိုးသွားမယ်အနောက်ကပိတ်စလေးကိုဖယ်မယ် 3cm လေးကိုပဲကင်မယ်ကင်ပြီးတော့ပင်အပ်ထိုးမယ်ဒီနေရာမှာမှားတတ်တာကခုနပြခဲ့သလိုပေါ့နော်အင်ချီပေါ်မှာတွဲပြီးတော့ပင်အပ်ထိုးမိကြတယ်အဲ့ဒါလေးကိုသတိထားပါနော် 3cm အပြားလေးကိုပဲကင်ပြီးတော့ပင်အပ်ထိုးမယ်အောက်ကပိတ်စအောင်မပါစေရအောင်စတက်တဲ့ချိန်မှာတော့ step by step လိုက်လုပ်ပေးပါကျွမ်းကျင်သွားတဲ့ချိန်ကျရင်တော့ဒီ step လေးတွေမှာကြော်ခဲလို့ရပါတယ်ကောင်းဝင်စစ်လေးတက်နေရမို့လို့နည်းနည်းရှည်သွားပါတယ်ကိုလက်မစစ်လေးကိုသုံးပြီးတော့တင်ယူကြည့်ပါနော်ကဲပင်အပ်ထိုးပြီးသွားပြီဆိုတော့
စပြီးတော့ချုပ်မယ်ဆိုလို့ရှိရင်အပေါ်လေးကိုအရင်ဆုံးညီအောင်ပင်အပ်လေးထိန်းထားပါတယ်ရွေ့သွားမှာဆိုလို့နော်ပြီးသွားရင်ရိုးရိုးဘိလေးနဲ့ပဲအရင်ဆုံးတစ်ချောင်းဖြည်းဖြည်းချင်းနင်းမယ်ဒါလေးကအထိန်သဘောမျိုးပေါ့နော်စစ်ကိုမရွေ့သွားအောင်အထိန်သဘောလေးမျိုးနဲ့နင်းပေးတာပါပြီးသွားရင်တော့တာလေးကပ်ပြီးတော့ချုပ်မယ်ခြေကျဲလေးနဲ့ပဲချုပ်ပေးပါခြေတင်းဖို့မလိုပါဘူးနော်တာလေးချုပ်သွားမယ်ညီလေးချုပ်မယ်ပင်အလေးတွေဖြုတ်မယ်ဆုံးတဲ့အထိချုပ်မယ်အဆုံးထိချုပ်မယ်အဲ့တိုင်းလေးပဲချုပ်သွားမယ်ပင်အလေးတွေဖြုတ်မယ်ချုပ်မယ်ချုပ်သွားမယ်ပင်အလေးတွေဖြုတ်မယ်နောက်တစ်ဖက်ကိုလည်းအဲ့တိုင်းလေးပဲထပ်ချုပ်မယ်တိုင်းလေးပဲချုပ်မယ်ခြေကျဲလေးနဲ့ပဲချုပ်သွားမယ်ပင်လေးတွေဖြုတ်မယ်ဒီညမှာပင်အပ်ကိုအဆင်ပြေသလိုလှည့်ပြီးတော့ထိုးပေးပါနော်ထိန်းသဘောမျိုးလေးနဲ့တေချာလေးချုပ်သွားမယ်ဆုံးတဲ့အထိချုပ်လိုက်မယ်တစ်ချက်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဖြုတ်မယ်ခြိဖြတ်မယ်ခြိဖြတ်ပြီးရင်ကဲစစ်ကိုမဖွင့်ခင်မခွဲခင်မှာလောက်ရမယ့်အရေးကြီးတဲ့တစ်ချက်ကဒီလိုလေးပြန်ပြီးတော့လှမ်းပြီးတော့အဲ့ဒီ 3cm ချုပ်ထားတဲ့နေရာမှာစစ်ကောင်းလေးရဲ့အပေါ် 1cm လောက်အကွာလောက်ကနေပြီးတော့ခြီလေးကိုတေချာလေးတုပ်ထားမယ်အဲ့ဒါကစစ်ရဲ့နောက်ဆုံးပေါ့ဂိတ်ဆုံးတဲ့နေရာလေးပိတ်ထားမယ်အနေရာလေးကိုခြီလေးတုပ်ပြီးတော့ပိတ်ထားမယ်ဒီစစ်မာတွေကတေချာလေးခြီတုပ်ခင်မှာနောက်ဆုံးမှလှမှာကဲခြီတုပ်ပြီးသွားပြီဆိုရင်ခြီရှင်းလိုက်မယ်ရှင်းပြီးရင်အဲ့ဒီ 3cm ချုပ်ထားတဲ့ဟာကိုခြီတုပ်ထားတဲ့နေရာလေးအထိကိုခွဲချမယ်လေကနေခွဲချမယ်ခြီပြုတ်တန်လေးနဲ့ဖြုတ်လိုက်မယ်ခုလိုဖြုတ်ရမှာမဟုတ်လို့ခြီကျဲလေးနဲ့ချုပ်ခဲ့ရနော်အစားတွေကဒီချာလေးဖြုတ်မယ်ဖြုတ်ပြီးသွားရင်တော့ဒီချာလေးဖြုတ်မယ်ခြီတုပ်ထားတဲ့နေရာလေးဒီရအောင်ဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားလို့ရှိရင်အမွှေးမြင်လေးတွေရှင်းပြမယ်ဖြုတ်လိုက်မယ်ပြီးသွားပြီပြီးသွားရင်ခြီစလေးတွေကိုရှင်းပြမယ်ဆက်ပေါ်နေနဲ့ခါလာပြီးတော့ဆက်မှာခြီရှုပ်မှာဆိုလို့ပါရှင်းလိုက်မယ်ရှင်းပြီးသွားပြီဆိုရင်ခြီစလေးရှင်းမယ်ရှင်းပြီးသွားပြီဆိုရင်စစ်ပီလေးစားတက်တော့မယ်စစ်တက်တော့မယ်ဆိုလို့ရှိရင်ညုံလုံးစစ်ပီလေးကိုလဲမယ်စစ်ပီတချမ်းပီလေးလဲမယ် adjust လုပ်ပြီးတော့တက်လိုက်မယ်တက်ပြီးသွားရင်စစ်အစွန်းသားလေးကိုကတ်ပြီးတော့ပြီးချမယ်ပြီးချပြီးတော့စပြီးတော့နင်းတော့မယ်
စစ်သွားနာလေးကိုကတ်ပြီးတော့နေပေးပါလူနေတဲ့အခါမှာစစ်ပေါ်ဖိမိပြီးတော့မချုပ်မိပါစေနဲ့နော်စစ်ကိုဖိမိပြီးမချုပ်မိပါစေနဲ့တေချာလေးလက်နိုင်အောင်ထိမ့်ပြီးတော့ကက်ကက်လေးချုပ်သွားပေးရမယ်ပြီးသွားလို့ရှိရင်စစ်ကောင်းသားရအောင်ရက်မယ်ရက်ပြီးတော့ချိဖြတ်မယ်နောက်တစ်ဖက်ကိုလည်းအဲ့တိုင်းလေးပဲစစ်အသွားနာလေးကိုကတ်ပြီးတော့ချုပ်မယ်စစ်သွားနာလေးကိုကတ်ပြီးတော့ပြီးချမယ်ချပြီးတော့တေချာလေးချုပ်မယ်တေချာလေးကတ်ပြီးတော့ချုပ်သွားမယ်စုံနေထိချုပ်လိုက်မယ်ချုပ်ပြီးသွားရင်တော့ခြိဖြတ်မယ်ခြိဖြတ်လိုက်မယ်ဖြတ်ပြီးရင်တော့ပြီးသွားပြီစစ်တတာလေးပြီးသွားပြီစစ်ကိုထုတ်မယ်ခုလိုတက်ရက်လာပါတဲ့စစ်လေးပြီးသွားပြီပြီးသွားရင်ကိုစားတက်တဲ့အခါမှာစစ်ကုံငုံပြီးတော့တက်ပြမယ်ခုဆွဲထားကြည့်မယ်နော်ကဲကိုစားတက်တော့မယ်ကိုစားတက်ဖို့အတွက်အလှဘက်ကိုလှမ်းမယ်အလှဘက်ကိုလှမ်းပြီးသွားရင်ကိုစားပြလေးကိုယူမယ်တင်မယ်ကိုစားလေးကိုအယောင်တူလေးသုံးပေးပါနော်ဒီမှာကတော့အယောင်ကွဲတာလေးနဲ့ချုပ်ပြထားပါတယ်အယောင်တူလေးသုံးမှလှမှာနော်ပြထားတဲ့အတိုင်းလေးအင်းအလေးထိုးမယ်1 cm ချန်ထားရင်1 cm ချုပ်မယ်လက်မနဲ့ဆို4စိတ်ချန်ထားတယ်သူက4စိတ်ချုပ်မယ်ရိုးပြီးလေးပြန်ပြောင်းတက်လိုက်မယ်တက်ပြီးတော့ချုပ်မယ်ချုပ်သွားမယ်ချုပ်တဲ့အခါမှာ1 cm လေးကိုနင်းပြီး1 cm လေးကိုနင်းပြီးသွားရင်ခဏချီလေးရှုပ်နေနော်ချီရှုပ်တာလေးကိုညှက်ထုတ်လိုက်မယ်ပြီးသွားရင်ပြီးပြန်ချမယ်1 cm နင်းမယ်နင်းလာပြီးတော့စစ်လေးကိုကြော်သွားမယ်စစ်ကလေးကိုကြော်ပြီးတော့နည်းနည်းလေးကြော်ပြီးတော့ဒီနားလောက်ထိကိုချုပ်မယ်ချုပ်ပြီးတော့ပြီးချမယ်စစ်ကိုကြော်ပြီးသွားရင်ပြီးချမယ်ချပြီးသွားရင်ချမယ်ဒီစစ်သွားတာလေးကိုကတ်မယ်အရန်ကြီးလည်းကတ်စရာမလိုဘူးစစ်တက်တယ်လို့ကတ်စရာမလိုနည်းနည်းလေးပဲခွာပြီးတော့ချုပ်သွားမယ်ချုပ်ပြီးသွားရင်ချီတုပ်လိုက်မယ်ချီတုပ်ပြီးသွားရင်ပြီးသွားပြီမှားလိုက်မယ်ကကြီးလေးတောင်းမယ်လေပင်ဝိုက်ထားတဲ့နေရာလေးကိုကကြီးတောင်းမယ်ကကြီးတောက်ပြီးတော့အစွန်းသားလေးကိုညှက်ထုတ်မယ်လုံးမနေအောင်လို့ပြီးရင်လှန်ထုတ်လိုက်မယ်လှန်ထုတ်လိုက်ပြီဆိုရင်အခုလိုတတရရက်လေးကိုစားလေးနဲ့စစ်နေကိုငုံပြီးတော့ချုပ်ပြီးသွားပြီနှစ်ဖက်စလုံးအဲ့အတိုင်းလေးပဲချုပ်လိုက်မယ်ဒီနေရာမှာလက်ချုပ်လိုက်လို့လည်းရတယ်ဆက်နဲ့နင်းလို့လည်းရတယ်ပြီးသွားရင်တော့စစ်တက်တာလေးပြီးသွားပြီ